အားလုံးပဲမင်္ဂလာပါရှင် Yuki Comic Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့အလွန်ချောမောလှပတဲ့မင်းသမီးလေးကခန္ဓာကိုယ်မှာအပူပေါင်းများစွာနဲ့ရုပ်ဆိုးကြည်တဲ့ကောင်လေးနဲ့ရေးဆက်ဆုံကြတဲ့အခါဖခင်ကသဘောမတူပေမဲ့ကံစမာကိုရှောင်လဲလို့မရတဲ့အခါမင်းသမီးလေးရုပ်ကျက်ကိုဝင်ရှိလာတဲ့အခါမှာတော့ကလေးဖခင်ကရောဘယ်သူဖြစ်မလဲရုပ်ဆိုးကြည်တန်လာတဲ့ကောင်လေးကဒရန်စီတစ်ခုကြောင့်ဘဝကတစ်စစ်ချိုးပြောင်းလဲသွားတဲ့အခါမှာတော့ဇလန်းလေးကဘလို့ဆက်ဖြစ်မလဲဆိုတာဆုံးထိလိုက်ပါကြည့်ရှုလိုက်ကြရအောင်နော်ဇလန်းလေးမစတင်မီ Yuki ရဲ့ channel လေးကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်တခါတော့ကရင်းပင်လေမှာရင်းခနောင်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းရှိခဲ့ဘူးတယ်အဲ့ဒီကျွန်းပေါ်မှာမွေးကလေးကခန္ဓာကိုယ်တစ်ခုလုံးခေါင်းစာချေဆုံးအဖုထီထီနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်နေထိုင်ခဲ့ပါတယ်။ဒါကြောင့်ရွာသားတွေကသူ့ကိုအဖုတသိန်းရှင်ဒါမှမဟုတ်မောင်စိန်ပေါင်းလို့ခေါ်ဝေါ်ကြတယ်။သူ့ရဲ့နာမည်ကိုအစွဲပြုပြီးတော့သူနေတဲ့ကျွန်းနာမည်ကိုတော့စိန်ကျွန်းလို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။အဲ့ဒီကျွန်းလေးပေါ်မှာမောင်စိန်ပေါက်ကလေယာနဲ့ဥယျာဉ်ချံလောက်ကင်ပြီးတော့ဘဝကိုရိုးရှင်းစွာနေထိုင်ခဲ့တယ်။သူစိုက်တဲ့သီးနှံတွေကအမြဲလိုအသီးပွင့်များပြီးဖူးပွင့်ဝေစားကြတယ်။အထူးသဖြင့်သူ့ရဲ့ခရမ်းသီးတွေကတခြားသူတွေရဲ့ခရမ်းသီးတွေထက်ပိုမိုကြီးမားလှပြီးတော့အလွန်အရသာရှိတယ်။ဘာလို့လဲဆိုတော့သူကနေတိုင်းရေလောင်းပေါင်းတင်ပြီးတော့ဂယုတစိုက်ပြိုးလို့ပါပဲ။တနေ့မှာတော့စာလီမျိုးကအလွန်လှပတဲ့ဘရင်ကြီးသမီးတော်နန်းမူစာကခရမ်းသီးစားခြင်းစိတ်ပြင်းပြလာပြီးတော့တမျိုးလုံးလိုက်လံရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့မောင်စိန်ပေါက်ရဲ့ဥယျာဉ်ချမ်းတွေကတီးမဲ့နေတဲ့စားကျင်စွဲခရမ်းသီးပင်ကိုမြင်သွားတယ်။အဲ့ဒီနေ့မှာပဲမင်းသမီးလေးရဲ့အလှကိုမြင်သွားတဲ့မောင်စိန်ပေါက်ကလည်းမင်းသမီးလေးကိုချစ်ခင်နှစ်သက်သွားပါတယ်။မောင်စိန်ပေါက်ကမင်းသမီးကိုမြင်းချင်းဆွဲလန်းသွားတာကြောင့်သူစိုက်ထားသမျှခရမ်းသီးအားလုံးကိုပေးခဲ့ပါတယ်။မင်းသမီးကလည်းအဲ့ဒီခရမ်းသီးတွေကိုယူသွားပြီးတော့အစေခံတွေကိုချက်ပြုတ်ခိုင်းကညင်ရင်ရှက်ရည်သုံးဆောင်ခဲ့ပါတယ်။သို့တော့မကြခင်မှာပဲမင်းသမီးလေးနန်းမူစာကိုဝင်ရှိသွားပါတယ်။သူမကဘယ်ယောက်ျားနဲ့မှမအိပ်ဆက်ဘူးပဲနဲ့ကိုဝင်ရှိလာခြင်းဟာလှုပ်ဝက်ဆက်တစ်ခုဖြစ်လာခဲ့တယ်။ဘရင်ကြီးကဒေါသထွက်ပြီးစစ်ဆေးပေမဲ့ဘာအပြေမှမရခဲ့ပါဘူး။ဘရင်ကြီးအမျက်ဒေါသထွက်ပေမဲ့လို့သူ့မြေးကိုတနာတာကြောင့်ကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးခဲ့ပါတယ်။မကြခင်မှာပဲချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။သားလေးအရွယ်ရောက်လာတဲ့အခါမှာတော့ဘရင်ကြီးကမြေးအတွက်ဖခင်ကိုရှာပေးဖို့ကြိုးစားပြန်ပါတယ်။ဒါနဲ့မြို့ထဲမှာကြီးညာချက်ထုတ်ပြန်လိုက်တယ်။ယောက်ျားတိုင်းကကန်ဆယ်မဲဖောက်တဲ့ပုံစံနဲ့စားစရာတစ်ခုခုဒါမှမဟုတ်ကစားစရာတစ်ခုစီယူလာကြပါ။ခလေးလေးကဘသူစီကိုတွားပြီးတော့ကောက်ယူမလဲဆိုတာကိုကြည့်ပါမယ်။ခလေးရွေးချယ်တဲ့သူကဘရင်ကြီးရဲ့တမက်ဖြစ်လာမယ်လို့ကြီးညာခဲ့ပါတယ်။လူပြိုတွေများကြီးလာကြပေမဲ့ခလေးလေးကတော့ဘသူ့မှမရွေးချယ်ပဲငိုနေခဲ့တယ်။နောက်ဆုံးမှာမောင်စိန်ပေါက်ကအေးနေတဲ့ထမင်းတုံးနဲ့အတူအခမ်းအနားကိုရောက်လာခဲ့တယ်။မောင်စိန်ပေါက်ကအခမ်းအနားနေရာတွေကိုဝင်လိုက်တာနဲ့တပြိုင်နက်ခလေးလေးကဝမ်းသာအားရပြုံးပြီးတော့သူ့စီကိုချက်ချင်းတွားသွားခဲ့တယ်။ပြီးတော့မောင်စိန်ပေါက်လက်ထဲကထမင်းကိုယူပြီးတော့အားရပါရစားခဲ့ပါတယ်။ဒါကမောင်စိန်ပေါက်ကခလေးရဲ့ဖခင်ဖြစ်ကြောင်းသက်သေပြလိုက်တာပါပဲ။ဒါပေမဲ့ဘရင်ကြီးကတော့ခန္ဓာကိုယ်မှာအဖုထီထီရှိနေတဲ့ရုပ်ဆိုးတဲ့သူကိုတမတ်ဖြစ်လက်မခံနိုင်ပါဘူး။ဒါကြောင့်မောင်စိန်ပေါက်နဲ့ညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့မောင်စိန်ပေါက်ကညင်းဆိုတာကြောင့်ဘရင်ကြီးကအမျက်ဒေါသနဲ့တူသမီးနန်းမူစာနဲ့မိကိုပါနန်းတော်ပြည်မရှိစိန်ကျွန်းမှာမောင်စိန်ပေါက်နဲ့တူတွားရောက်နေထိုင်မှုနှင်ထုတ်လိုက်တယ်။မောင်စိန်ပေါက်ကနန်းမူစာနဲ့သားလေးကိုစိန်ကျွန်းကိုခေါ်ဆောင်သွားပြီးတော့ဟင်းသီးဟင်းရက်တွေစိုက်ပျိုးကြပြီးတော့ပျော်ရွှင်စွာအသက်မွေးခဲ့ကြတယ်။ငယ်ငယ်လေးတည်းကရွှေပေါ်မြတင်နေလာခဲ့ရတဲ့မင်းသမီးလေးကတော့ကျုံးပေါ်မှာဒုက္ခရောက်နေပေမဲ့မောင်စိန်ပေါက်ကကျင်းလာပြီးလုံးလရှိသူဖြစ်လို့သူတို့မိသားစုလေးကပျော်ရွှင်ခဲ့ကြရတယ်။တနေ့မှာတော့မောင်စိန်ပေါက်ကလှေနဲ့ငါးမြထွက်တဲ့အခါမှာတော့ကံကောင်းစွာနဲ့ပဲငါးပြေရခဲ့တယ်။ငါးပြေပါတဲ့လှေနဲ့အိမ်ပြန်လာပြီးတော့ဇနီးကိုဝမ်းသာအားရပြောလိုက်တဲ့အခါမှာတော့လင်မယားနှစ်ယောက်လုံးပျော်ရွှင်ခဲ့ရတယ်။အန်းဆရာကောင်းတာကတော့အဲ့ဒီငါးတွေကတဖြည်းဖြည်းနဲ့ရွှေငါးတွေပြေးပြောင်းသွားတာပါပဲ။ဒါကြောင့်မကြခင်မှာပဲသူတို့မိသားစုကချမ်းသာလာပြီးတော့သားလေးကိုရွှေချီမြင့်နဲ့ရက်လုံထားတဲ့ပကတ်ထဲမှာတိတ်ရတဲ့အထိရွှေတွေပေါ်များလာတယ်။ဥစ္စာတထောင်ပမာဏအထိတောင်ကျွဲဝါလာတဲ့အတွက်သားလေးကိုဦးတောင်းလို့နာမည်ပေးခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့အလုတ်ကျိုးစားတဲ့မောင်စိန်ပေါက်ကပြင်းလာတာနဲ့ပဲတူရင်ကိုယူပြီးတော့ဥယျာဉ်ထဲမှာမျက်ရည်ဖို့လုပ်တယ်။ဒါပေမဲ့သူရိတ်လိုက်တဲ့မျက်တွေသစ်ပင်တွေကချက်ချင်းပဲအရင်တိုင်းလှပစာပြန်ပေါက်လာတာကြောင့်ထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခြုံမုံတဲကမြောက်ကလေးတစ်ကောင်ကဒရန်စီတစ်ခုနဲ့ပြေးထွက်လာတယ်။မြောက်ကလေးဒရန်စီတီးလိုက်တိုင်းမောင်စိန်ပေါက်ရိတ်ထားတဲ့အပင်တွေကမျက်စိတမိတ်တွင်ပြန်ပေါက်လာတယ်
မောင်စိန်ပေါက်ကအဲ့ဒီဒွမ်စီကိုစိတ်ဝင်စားသွားပြီးတော့မြောက်ကလေးစီကနေအတင်းလူယူခဲ့တယ်။ဒွမ်စီအစွမ်းကိုသိကျင်တာနဲ့ပဲမောင်စိန်ပေါက်ကဆန္ဒတစ်ခုကိုတောင်းပြီးဒွမ်စီကိုတီးလိုက်ပါတယ်။တစ်ချက်ဒီတိုင်းဆန္ဒတစ်ခုပြေးသွားတာကိုတီးလိုက်ရတယ်။ဒါနဲ့ပဲသူဟာသူ့ခန္ဓာကိုယ်ကအဖုတီတွေပျောက်ဖို့ဆူတောင်းပြီးတီးလိုက်တဲ့အခါမှာတော့ချက်ချင်းပျောက်ကွယ်သွားပြီးဆွဲဆောင်မှုရှိတဲ့မျိုးသားတစ်ယောက်ဖြစ်ပြောင်းလဲသွားတယ်။ဝမ်းသာအားရနဲ့ပဲဒွမ်စီကိုအိမ်ကိုယူလာပြီးတော့သူ့ဇနီးနန်းမူစာကိုပြောပြလိုက်ပါတယ်။သူတို့နှုတ်ကဆူတောင်းပြီးတော့ဒွမ်စီကိုတီးလိုက်တာနဲ့တပြိုင်နက်ပဲသူတို့ကျုံးပေါ်မှာလှပတဲ့နန်းတော်နဲ့လူတွေပြည့်စုံတဲ့မြို့တော်တစ်ခုချက်ချင်းပေါ်ထွက်လာတယ်။မောင်စိန်ပေါက်ကအဲ့ဒီမြို့ရဲ့ဘရင်ဖြစ်လာပြီးတော့နန်းမူစာကတော့မိဖုရားဖြစ်လာကတာလီဦးတောင်းကလည်းမင်းသားဖြစ်လာခဲ့တယ်။သူတို့ကပျော်ရွှင်ချမ်းမြေ့စွာနဲ့ပဲပြည်သူပြည်သားတွေကိုတရားမျှတစွာအုပ်ချုပ်သွားပါတော့တယ်။ဒီနေ့ဇလန်းလေးကတော့ဒီလောက်ပါပဲဒီလိုမျိုးဇလန်းလေးတွေကိုစိုက်နေတတ်တယ်ဆိုရင် UK ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်